ပြိုကျလာရင်တော့နှစ်ထပ်ဂိတ်သုံးထပ်ဂိတ်တွေကပြိုကျနိုင်တယ်။အထက်မြင့်ဂိတ်နှစ်ထပ်ဂိတ်သုံးထပ်ဂိတ်တွေကဘာလို့ဈေးပိုကြီးရလဲ။ဒီဂိတ်လေးက8လက်မရယ်6လက်မရယ်4လက်မရယ်3လုံးဆင့်ထားတာပါ။အဲ့လိုမဆင့်မဲနဲ့8လက်မကြီးပဲတစ်လုံး6လက်မကြီးပဲတစ်လုံး4လက်မကြီးပဲတစ်လုံး3လုံးပေါင်းဈေးထက်ကိုအခုလို3ဆင့်ဈေးကပိုများပါတယ်။ဘာဖြစ်လို့များရလဲဆိုတာဆက်ပြောပြမယ်နော်။မင်္ဂလာပါရှင်။ Hello Fury မွေးနေ့ဂိတ်မန္တလေးမြို့ကပါ။မွေးနေ့ရောက်တိုင်းအထက်မြင့်ဂိတ်တွေကြီးပဲမှာတယ်။ကားကြိုက်တဲ့သားလေးအတွက်လုတ်ပေးနေရတဲ့3ထပ်ဂိတ်ကြီးဖြစ်ပါတယ်ရှင်။ထပ်ဂိတ်လေးတွေကဒီဇိုင်းကရှုပ်ရှုပ်ထွေးထွေးမဟုတ်ဘဲနဲ့ရိုးရှင်းပေမဲ့ဘယ်နေရာကလုတ်ရတာခက်တာလဲ။အထက်ဂိတ်တွေရဲ့အသက်ကဘာလဲဆိုတော့ဂိတ်တစ်လုံးနဲ့တစ်လုံးစင်တာကြကြညီညာအောင်အထက်ထည့်ရတာလုံးဝအသက်ပါနော်နေရာလေးရွေ့သွားရင်စောင်းသွားရင်ဂိတ်ကြီးတစ်ခုလုံးစောင်းသွားနိုင်တယ်ရွေ့သွားနိုင်တယ်ကျွန်တော်ဂိတ်ကြီးစောင်းပြီးတော့လည်းပြိုကျဖို့ပါတယ်ရှင်တွင်းထဲမှာတစ်ခုနဲ့တစ်ခုမြဲဖို့အတွက်ဘာပဲဒီပိုက်လေးတွေရဲ့အပြားလေးလည်းထည့်ထားရပါတယ်ရှင်ဒါမှပဲဂိတ်လေးကမြဲမှာဖြစ်ပါတယ်